မတိမချင်းကိုကျွတ်ရွနေအောင်ထီကိုမှမီးရှို့တာပြောပြချင်တဲ့အကြောင်းကတော့နိုင်ဂျီးနီးယားမှာဖြစ်နေတဲ့ဗီဒီယိုဖိုင်လေးတွေနဲ့ပတ်သက်ပြီးပြောပြချင်တာအဲ့ဒီမှာဆိုရင်တော်တော်များများကလူသားမဆန်အရှင်လက်လက်မီးရှို့တတ်တာတွေအပြင်ဟိုမှာကိုယ်တိုင်တေဖို့အတွက်ကိုယ်တိုင်မြေကျွန်းတူးပြီးတော့မြေကျွန်းထဲမှာလှဲပေးပြီးမှသူတို့တနက်နဲ့ပြစ်တက်တာကိုခံရတဲ့အဆင့်ဒီကိုဖြစ်တာအဲ့တော့ကျွန်တော် Telegram မှာတင်ထားတဲ့ဗီဒီယိုဖိုင်တွေဟာဆိုရင်အရင်ကတည်းကဖြစ်ခဲ့တဲ့ဗီဒီယိုတွေပါပါတယ်အခုကတော့ပို့ပြီးတော့လူသားမဆန်တော့ဘူးပေါ့ဘယ်လိုလုပ်လဲဆိုတော့သူတို့ဖမ်းမိတယ်ဆိုတဲ့လူတွေကိုကျိုးတွေတုတ်တယ်ကျိုးတုတ်ပြီးရင်မျက်လုံးကိုအဝတ်စာစီထားပြီးမှဓာတ်စီပတ်ပြီးတာနဲ့မီးရှို့ပြီးတတ်တာအဲ့ဒါတော့မှရိုးရိုးတနက်တည်သွားတာမျိုးမဟုတ်ဘူးမတည်သေးဘူးဒီလူတွေကအဲ့ဒါကိုမတည်မချင်းကိုကျွတ်ရွနေအောင်ထီကိုမှမီးရှို့တာအရန်ဆိုးသွားတယ်ကွာလူသားမဆန်တာတွေကကြည့်ရတဲ့ဗီဒီယိုတွေကတကယ်ကိုသဲထိတ်ရင်ဖို့တွေအရန်ရက်ဆက်တယ်